လူပေးမှားသွားတဲ့အခါတန်မိုးတွေကြားတတ်တဲ့ဘဝမှာမေတ္တာပေး၍မေတ္တာမရဘူးဆိုတဲ့အခိုက်အတန့်တွေကိုကြုံမှုကြလားကိုကပေးလိုက်တာကမေတ္တာတွေပြန်ရလိုက်တော့နာကျင်မှုတွေကိုကကိုချင်းစာပေးပြန်တော့လည်းပဲပြန်ရလိုက်တော့လိန်ညာမှုတွေကိုကယုံကြည်ပေးပြန်တော့လည်းပဲငါ့ကိုလှုပ်ရက်လိုက်တာဆိုတဲ့ခေါင်းစဉ်နဲ့မျက်ရည်စားတွေကိုပဲပြန်ရတတ်တယ်တခုသိထားပါဘလောက်ပဲဘဝနဲ့ယဉ်ပြီးတော့တန်မိုးတွေကြီးနေပါစေတန်မိုးမသိတဲ့သူကိုသွားပေးမိလိုက်တဲ့အခါကိုပေးသည်မြအရာတိုင်းဟာတန်မိုးတွေမဲ့နေအောင်ပါဒါကြောင့်ပေးသည်မြအရာတိုင်းကိုပြန်ရဖို့အတွက်မျှော်လင့်ချက်တွေနည်းနိုင်အောင်ကြိုးစားပါနောက်ဆိုရင်မပေးခင်တည်းကနာကျင်နေရပြီဆိုရင်အဲ့ဒီသူဟာကိုယ့်ရဲ့ပေးဆက်ခြင်းတွေနဲ့ကိုယ့်ရဲ့မေတ္တာတွေနဲ့ထိုက်တန်ရဲ့လားဆိုတာကိုတစ်ခါပြန်စဉ်းစားကြည့်ပါတစ်ခါလိန်ညာခံရတာတစ်ခါလှည့်စားခံရတာကကိုမသိလို့လူမားပေးမိတယ်လို့ပြောလို့ရပေမဲ့နောက်တဲ့တစ်ခါထက်ခံရရင်တော့ဟိုဘက်ကမှားလို့ပဲဖြစ်လိမ့်မယ်လူတိုင်းဟာကိုယ်တန်ဖိုးနဲ့ကိုယ်ရှိတာကြောင့်ကိုယ့်ရဲ့တန်ဖိုးတွေကိုယ့်ရဲ့မေတ္တာတွေကိုယ့်ရဲ့စေတနာတွေကိုစော်ကားကြတဲ့အခါနောက်ထပ်မပေးမိအောင်ကြိုးစားပြီးတော့ကိုယ်တန်ဖိုးနဲ့ကိုယ်နေထိုင်ပါ